အားလုံးပဲမင်္ဂလာပါဒီနေ့ view မှာ Minecraft မှာရှိတဲ့ achievement တွေအားလုံးကိုရက်တရာအတွင်းရအောင်ဆော့သွားမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ရဲ့အကောင့်တစ်ဖြစ်ပါတယ်တွေ့ရတဲ့အတိုင်းပဲဒီအကောင့်ထဲမှာတော့ achievement တွေတစ်ခုမှမရသေးပါဘူးဒီ achievement တွေအားလုံးကိုရက်တရာအတွင်းလုပ်နိုင်မလားဒါမှမဟုတ်ရက်တရာမပြည့်ခင်အသက်ရှင်ပါမလားဖြေဦးသိကျင်နေဆိုရင်တော့ view လေးကိုအဆုံးထိကြည့်လိုက်ရအောင်ဘောရဲဆက်ဆက်ရောက်ချင်ဘေးမှာရှိတဲ့တပ်ပင်ကိုတပင်လုံးပြောင်းခုတ်ပြီး crafting table နဲ့ wooden pickaxe ကိုခွဲပြီးအောက်မှာ stone သွားတူပါတယ်ကံကောင်းကျင်တော့ stone တူးအနေနဲ့အပေါ်လက်ဆောင်အနေနဲ့အာယုံပါထပ်ရလိုက်ပါအဲ့နဲ့ stone pickaxe ကို craft ပြီးတော့အောက်မှာရှိတဲ့ stone တွေနဲ့ iron တွေကိုတွားတူးပါတယ်။ကံကောင်းကျင်တော့ iron က2000ရပါတယ်။အချိမှန်နဲ့ဝင်ကြည့်လိုက်တဲ့အချိန်မှာအချိမှန်9ခုပြီးသွားပါပြီ။ဒါပေမဲ့ဒါတွေကအခြေခံတွေဖြစ်ပြီးတော့နောက်ပိုင်းအချိမှန်တွေကလွယ်မှာမဟုတ်ပါဘူး။ဒီနောက်မှာ true တွေအားလုံး craft ပြီးတော့ fortnite ပါ craft လိုက်ပါတယ်။ fortnite ထဲမှာတသားကိုကြိုပြီးချကိုအချိမှန်လုပ်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့ကျွန်တော်လုပ်တယ်မှားတယ်ဆိုတော့ကျွန်တော်တတိမထားမိလိုက်ပါဘူး။ဒီနောက်မှာတော့ဘေးနားမှာရှိတဲ့သတ္တဝါလေးကိုအခမဲ့နှက်ပြီးပို့ပြီးတော့အချိမှန်ကိုထပ်ကြည့်လိုက်ပါတယ်။အချိမှန်9ခုတော့ပြီးသွားပါပြီ။ဒီနောက်မှာတော့နေစာအိမ်ဆောက်ဖို့အတွက်နေရာဆရှာပါတော့မယ်။နေရာရှာနေတဲ့ဘေးမှာဂူတွေ့ရကြောင်းဂူထဲကိုဝင်ပြီးမိုင်းနဲ့တူးလိုက်ပါတယ်ဖြစ်ရှင်တော့ကျွန်တော်ဝင်တဲ့ဂူကခိုးတွေပဲရှိပါတယ်အာယုံတရုံးမှမရှိပါဘူးဂူထဲကိုရှောက်ပတ်ကြည့်နေတဲ့ creeper တကောင်ကဘွားကနေဆိုပြီးပေါ်လာပါတယ်အဲ့ဒါနဲ့ကျွန်တော်600ကောင်းမလားဆိုအဲ့ဒီငပိုက်သားကိုလန်တုံးနဲ့ထိုးတက်လိုက်ပါတယ်ဂူထဲကိုဆက်သွားနေတဲ့ကံကောင်းကျွန်တော်စပွန်နာကိုတွားတွေ့ပါတယ်အဲ့ဒါနဲ့ကျွန်တော်လည်းပျော်ပြီးတော့တွားကြည့်လိုက်တဲ့အချိန်မှာskeleton လက်ထဲကအတက်လူပြေးပြီးတဲ့နောက်မှာအချိမကိုနောက်တစ်ခေါက်ထပ်ကြည့်လိုက်ပါတယ်အခုဆိုတော့ကျွန်တော်အချိမ10ခုပြီးသွားပါပြီနောက်အချိမ2ခုကလည်းတိတ်မခတ်တဲ့အတွက်အဲ့အချိမ2ခုလုံးပြီးအောင်လုပ်လိုက်ပါတယ်ဝတ်သားမရှိရကြဝတ်ထွက်ရှာအနေနဲ့ဘေးနားမှာရှိတဲ့ဘက်ကတော့ကန်ဆိုးပြီးတော့ဝက်ခောက်ပြင်ဖြစ်သွားပါတယ်အချိမ2ခုပြီးသွားပြီးနောက်မှာအောက်မှာရှိတဲ့အချိမတွေကပိုခတ်လာတော့တွေးလိုက်ရပါတယ်အပြင်ထွက်လာတဲ့အချိန်မှာဆွနာဝက်နဲ့ဘာတော်လဲမသိတဲ့ဝက်တကောင်ကကျွန်တော်စိုက်ကြည့်နေပါတယ်ထမဲဝအောင်စားထားပြီးတော့မျက်စိရှိမှပဲရုတ်တရက်ကြီးပျောက်သွားအဲ့ဒီနောက်မှာတော့ she crop ပြီးတော့ Sona skeleton spawner နာကိုပြန်သွားကြည့်ပါတယ်ဒါပေမဲ့ Sona skeleton တော့မရှိတော့ပါဘူးအဲ့ဒါနဲ့သူ့ရဲ့ချက်ကိုဖွင့်လိုက်တဲ့အချိန်မှာ enchantment ပုံကြီး oh my god အဲ့ဒါနဲ့ကျွန်တော်လည်းစိတ်တူပြီးတော့ချက်ထဲမှာရှိပစ္စည်းအကုန်လုံးယူချက်ကြီးပါမှာပါပါတယ်ပြန်စဉ်းစားကြည့်လိုက်တဲ့အချိန်မှာကျွန်တော်ကဒီနားမှာနေမှာမဟုတ်တဲ့အတွက်ဒီ spawner ကမလိုပါဘူးအဲ့ဒါနဲ့ spawner ကိုရင်နာနဲ့ဖြတ်ခဲ့ရပါတယ်ဆက်သွားနေတဲ့အချိန်မှာကန်ကောင်းကျွန်တော်ဘေးနားမှာဂူကြီးတွေ့ပါတယ်ကန်ဆိုးကျွန်တော်ဂူကြီးကအထဲမှာဘာမှမအောင်မဲနေရတယ်ကျွန်တော်လည်းမဝင်တော့ပါဘူးညဘက်ရောက်လာဖြစ်တဲ့အတွက် crafting table ကိုချပြီးအိပ်ရ craft ပြီးတော့အိပ်လိုက်ပါတယ်မနေ့ရောက်လာတဲ့အချိန်မှာပစ္စည်းတွေတင်ပြီးတော့ခရီးပြန်ထွက်ပါတယ်ခရီးထွက်နေရင်လည်းလမ်းမှာတွေ့တဲ့ဖော်ကင်းတွေကိုလည်းယူလာခဲ့ပါတယ်သက်သွားအနေနဲ့ spruce bar ကိုတွေ့တဲ့အတွက်အမှရှိတက်သားနဲ့ဆပ်ပလင်ကိုယူလာလိုက်ပါတယ်ဒီဘိုင်ကလည်းအရေးကြီးပါတယ်ဘာလို့လဲဆိုရင်တော့ချီမန်ထဲမှာဘိုင်ကို18ခုရှာရမယ်ဆိုတဲ့အချီမန်ပါလို့ပါဆက်သွားနေတဲ့လမ်းမှာတွေ့တဲ့ berry ကိုလည်းမားခဲ့ပါတယ်ကုန်းချောင်းရေချောင်းသွားပြီးတဲ့နောက်မှာဆိုရင်တော့ခွေးလေးတစ်ကောင်စတွေ့ပါတယ်မရှိမဲ့အယိုး9ယောက်နဲ့တင်းလိုက်တာခွေးလေးကြပါလို့အရန်ပျော်သွားပါတယ်ရလာတဲ့ခွေးလေးနဲ့ဘေးမှာရှိတဲ့နွားကိုအမဲလိုက်ပါတယ်ဆက်သွားနေတဲ့ဝက်ကောင်ကိုတွေ့ပါတယ်ဒါပေမဲ့ဒီဝက်ကမျိုးစိတ်မတူပါဘူးစဉ်းစားကြည့်စမ်းဟိုဝက်နဲ့ဒီဝက်နဲ့ဘယ်သားပိုကောင်းလဲပြီးတော့မျိုးမတူတဲ့နွားတွေလည်းထပ်တွေ့ပါတယ်တောင်ရဲ့အမြင့်ပိုင်းမှာရောက်နေတဲ့သူကခိုးတွေအများကြီးတွေ့လို့ခိုးတွေအများကြီးတူးခဲ့ပါတယ်တောင်ပေါ်မှာလာမတစ်ကောင်တွေ့ပါလာမနဲ့လှုပ်တဲ့အချိမှန်လည်းရှိပါတယ်ဒါပေမဲ့အခုလိုနေလာမမဟုတ်ပါဘူးအခုလိုနေလေသာဆိုတော့လာမကိုလေသာပြောင်းလိုက်ပါတယ်ကီဂျလိုင်းနဲ့ကြက်ကိုလည်းတွေ့ခဲ့ပါတယ်အနောက်မှာညရောက်လာပြီဖြစ်တဲ့သူကဝင်အိတ်လိုက်ပါတယ်ချိမကိုဝင်ကြည့်လိုက်တဲ့အချိန်မှာခီးထွက်နေတခါလေးလှုပ်လို့ရတဲ့အချိမှန်3ခုကိုတွေ့ပါတယ်ရှင်းသွားရင်ကြာမှာမလို့ခီးသွားတဲ့နေရာမှာအထောက်အကူဖြစ်တဲ့ item တစ်ခု craft လိုက်ပါတယ်အဲ့ဒီ item ကတော့ဆက်ရဖြစ်ပါတယ်ဆာရခရဘီသွားရတော့မှစီးကြမြင်းမရှိတဲ့အတွက်ခြေထက်လျှောက်ရပါတယ်။ကန်ကောင်းကျင်တော့စွမ်းပါရီကိုတော့တွေ့ပါကန်ဆိုးကျင်တော့မြင်းမရှိပါ။ Rainbow Collection လုပ်မဲ့အတွက်ပန်းအောင်ဒိုင်းပြောင်းပြီးတော့တိုးဝေးကိုအယောင်ပြောင်းလိုက်ပါ။ဘာရိုတစ်ခုလုံးမှာဖားတစ်ကောင်နဲ့တွေ့ပါတယ်။ဖားနဲ့လုပ်တဲ့အချီးမန်းတော့ရှိပါတယ်ဒါပေမဲ့အခုလောဆယ်တော့မလူသေးပါဘူး။နောက်ဆုံးမှာတော့ကျွန်တော်အိမ်ဆောက်လို့ကောင်းတဲ့နေရာကိုတွေ့သွားပါတယ်။ဒါပေမဲ့ကျွန်တော်စိတ်ပြောင်းပြီးရွာနာမှာအိမ်ဆောက်ဖို့ပဲဆုံးဖြတ်လိုက်ပါတယ်။ရွာရှာအနေနဲ့ Rainbow Collection အချီးမန်းကိုလည်းတစ်ခါလေးလုပ်သွားပါတယ်။ဒီလိုနဲ့ဆက်သွားရင်လည်းစွမ်းပါရုံမှာစုံမနေနေတဲ့တဲကိုစတွေ့ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီထက်အရေးကြီးတာပထမဦးဆုံးမြင်းကိုကျွန်တော်စတွေ့ခဲ့ပါတယ်။ညရောက်လာပြီဖြစ်တဲ့ကြောင့်ဝင်အိပ်ပြီးမနေ့ရောက်တဲ့အခါမှာမြင်းကိုစသိမ်းဖို့ကြိုးစားကြည့်ပါတယ်။အချိန်ကြီးအခါငင်းခံပြီးတဲ့နောက်မှာဆိုရင်ကျွန်တော်ရဲ့ဇွဲလုံးလားကြောက်လာဒါမှမဟုတ်ကျွန်တော်မျက်စိနောက်လာတော့ကျွန်တော်တခင်အဖြစ်လက်ခံလိုက်ပါတယ်။ဒီနောက်မှာကျွန်တော်မှရှိတဲ့ Saddle နဲ့ Horse Armor ကိုကျွန်တော်မြင်းကိုပေးလိုက်တဲ့အချိန်မှာကျွန်တော်မြင်းကခေါ်သွားပါတယ်။မြင်းကတော့ဂေါ်သွားပါပြီစီးရဲ့တခင်ကတော့အာမမရှိပါဘူးအသေးဆက်ဆက်ရလာတဲ့မြင်းလေးနဲ့စုံမတွေကိုတွားတိုက်ကိုစူးစမ်းတော့လေကျွန်တော်ပဲတပ်ပင်နဲ့ခေါင်းဆိုင်သွားပါတယ်
ကန်ကောင်းကျွန်တော်စုံမရနေတဲ့တဲဘေးမှာရွာရှိပါတယ်ဒီလိုနဲ့စုံမရနောက်တစ်ခေါက်ထပ်တိုက်ဖို့စူးစမ်းတဲ့အချိန်မှာတော့ထိသွားခဲ့ပါတယ်နောက်တစ်ခေါက်ထပ်တိုက်တဲ့အချိန်မှာလည်းထပ်ထိပြီးတော့စုံမရဘက်ကအထိကိများနေပါပြီဒါပေမဲ့ကျွန်တော်မသိလိုက်တဲ့အချိန်တွေမှာကျွန်တော်ခွေးကို poison နေမိနေကြောင့်ကျွန်တော်ခွေးကိုအစာကျွေးနေတော့ poison နဲ့ချောင်းပြစ်တာကိုခံလိုက်ရပါတယ်ဒီလိုနဲ့ကျွန်တော်မြင်အောင် poison နေမိနေကြောင့်ကျွန်တော်လည်းမြင်းရှိတာကိုမြင်းထားပြီးခြေပြေးပါတယ် poison ကောင်းမှုနဲ့ကျွန်တော်ဆိုသွေးတော့ဝက်ပဲကြံပါတော့တယ်ဒီလိုနဲ့ကျွန်တော်မြင်နေကျွန်တော်ခွေးကိုပြန်ကယ်ဖို့ဆိုပြီးကျွန်တော်အစာရိတ်กินပြီးပြန်သွားပါတယ်သွားခင်မှာလမ်းမှာရှိတဲ့အိမ်သိရင်တွေကရှိသမျှပစ္စည်းတွေအကုန်လုံးဓမြတိုက်ခဲ့ပါတယ်ဖိုးရောက်တဲ့အချိန်မှာကျွန်တော်မြင်းကိုတွေ့တယ်ကြောင့်ကျွန်တော်မြင်းကိုစီးပြီးလက်ဆွဲတော်လန်တော်နဲ့စုံမအောင်အရှိန်နဲ့ပြေးထိုးခဲ့တော့လည်းမထိပါဘူးဝေါနေအောင်လုံးမြင်းမော်စင်ဝင်ရိုက်လိုက်တော့မှပဲရှော့ရပါတယ်ဒီလိုနဲ့ခွေးလေးရှိပြန်သွားပြီးခွေးလေးကသွေးတွေအများကြီးရောထားကြတော့ခွေးလေးကိုအစာတွေပြန်ကျွေးပြီးဟီးလိုက်ပါတယ်စုံမရနေတဲ့တဲတဲ့ဝင်ကြည့်လိုက်တော့ဘာမှမရှိပါဘူးဒါပေမဲ့သူတို့ဖြော်လက်စာ speed potion တော့ရှိပါတယ်ဒီလိုနဲ့ရွာထဲမှာနေဖို့နေရာလိုက်ရှာနေတဲ့မြေဘက်နေရာတနေရာရောက်တော့ကျွန်တော်လည်း fan တွေစောက်လို့ရအောင်မို့လို့အနားမှာနေဖို့ဆုံးဖြတ်လိုက်ပါတယ်ကျွန်တော်မြင်းတော့တယောက်တည်းအထီးမကြအောင်အခြားမြင်းတွေရှိတဲ့ channel မှာထားခဲ့လိုက်ပါတယ်ပြီးတော့မြင်းချက်ပြီးမှရှိတဲ့မြင်းစာတွေကိုနည်းနည်းယူသွားပါတယ်မြင်းကျွေးဖို့မဟုတ်ပါဘူးကျွန်တော်စားဖို့ပါ one eye trader လာတော့ one eye trader မှာဘာရှိမလဲဆိုတော့တွက်ကြည့်တော့ဘာကတော့ကောင်းတာတော့မရှိပါဘူးဒါပေမဲ့ကျွန်တော်လူတာ one eye trader မဟုတ်ပါဘူးကျွန်တော်လူတာကျိုးမှုလို့ one eye trader ကိုကျိုးပြောင်းလိုက်ပါတယ်အဲ့ဒီနောက်မှာကျွန်တော်နေမဲ့မြေပြန့်နာမှာပစ္စည်းတွေစားချပါတယ်ဒီနောက်မှာညရောက်လာပြီဖြစ်တာကြောင့်ဝင်အိတ်လိုက်ပါတယ်မနက်မိုးလင်းလာတဲ့အချိန်မှာမြေပြန့်မှာဖန်းစားဆောက်ဖို့လုပ်ပါတယ်ဖန်းကိုကြီးဆောက်မှရမှာပါဘာလို့လဲဆိုဒီခေါက်လုံးမဲ့အချိမှန်တော်တော်ခတ်ပါတယ်အဲ့ဒီနောက်မှာကျွန်တော်လည်းဖန်းကိုကြီးနိုင်တဲ့မှကြီးအောင်စားဆောက်ပါတယ်ကျွန်တော်ဖန်းဆောက်နေတော့မှနည်းနည်းလေးထူးဆန်းလာဖြစ်သွားပါတယ်အာယုဂူလာကြီးလမ်းလျှောက်တာနည်းနည်းလေးမြန်နေသလိုဖြစ်နေပါတယ်ကျွန်တော်ပဲစိတ်ထင်တာလားဒါပေမဲ့သူပဲမြန်နေရလားမသိပါဘူးဘာဖြစ်သွားလဲတော့မသိဘူးဖန်းပဲဆက်ဆောက်နေလိုက်ပါတယ်ဒီဘက်ချက်မှာ Falcon fan ဆောက်ဖို့ကြောင့်ဟိုဘက်ချက်မှာ We fan ဆောက်ဖို့အတွက်နေရာစချပါတယ်နေရာချနေတော့မှပဲမိုးချုပ်လာတဲ့ကြောင့်ဝင်အိတ်လိုက်ပါတယ်မနက်မိုးလင်းလာတဲ့အချိန်မှာ We fan ကိုမြန်မြန်လေးပြီးအောင်လို့စဆောက်ပါတယ် We fan ကိုမြန်မြန်လေးကြီးပြီးမြန်မြန်လေးထွက်အောင်လို့နေရာထဲမှာရေးချပြီး fan ကိုကြီးကြီးဆောက်လိုက်ပါတယ် We fan ကို Falcon fan ကိုပြီးသွားတဲ့နောက်မှာ We fan နဲ့အကောင့်နဲ့ဝင်လို့မရအောင်နောက်ဆုံးအနေနဲ့ဘေးနာ Cobblestone wall နဲ့ကာလိုက်ပါတယ်ရွာရဲ့နောက်မှာကြောက်တောင်ကြီးရှိရကြောင့်ကြောက်သွားတူးနေချိန်မှာကျွန်တော်ရဲ့ stone picket ကကျိုးသွားခဲ့ပါတယ် stone picket ကတိတ်မကောင်းတာကြောင့်ကျွန်တော် iron picket လိုပါတယ်ဖြစ်ချင်တော့ဒီတောင်ပေါ်မှာဂူကြီးရှိရကြောင့်အဲ့ဒီဂူကြီးမှာဆင်းတူကိုဆုံးဖြတ်လိုက်ပါတယ်ဂူထဲမဆင်းခင်မှာ sugar cane fan ကိုဘုံမီနဲ့မြင်မြန်ကြည့်အောင်လုပ်ပြီးပြန်ဆိုင်ခဲ့လိုက်ပါတယ်အဲ့ဒီနောက်မှာတော့ညရောက်လာတာကြောင့်ဝင်အိတ်လိုက်ပါတယ်မနက်မိုးလင်းတဲ့ချိန်မှာဂူထဲဆင်းရမှာမလို့အာမာလိုတာကြောင့်ရှိတဲ့ကော်ပါရဲ့တော့တူပြီးတော့အာမာလုပ်လိုက်ပါတယ်အစိုးကျန်တဲ့ကော်ပါကိုတော့ကော်ပါစပီယာလုပ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့ကျွန်တော်ကော်ပါအာမာနဲ့ဂလိုးရပါတယ်ဖနက်ကလွဲရင်ပေါ့မိုးရွာရဲ့တေချာပေါက်ကိုမိုးကျုပ်ပြီးအားလုံးပြင်ဆင်ပြီးတဲ့နောက်မှာတော့ဂူထဲကိုစဆင်းခဲ့ပါတယ်ဂူထဲဆက်ဆင်းချိန်မှာ Emerald ကိုစတွေ့ပါတယ်ဒါပေမဲ့တူးစရာ Iron Picket မရှိရကြောင့်ဒီတိုင်းပဲထားခဲ့လိုက်ပါတယ်အောက်ဆင်းလာတဲ့အချိန်မှာ Iron တွေအများကြီးစတွေ့ရကြောင့်တူးသမျှ Iron တွေကိုတူးခဲ့လိုက်ပါတယ်ဒီလိုနဲ့အောက်ဆက်ဆင်းလမ်းမှာတူးသမျှ Iron တွေကိုလည်းတူးခဲ့ပါတယ်တဖြည်းဖြည်းအောက်ဆင်းလာရင်လည်းဒီစလီလေယာကိုစတွေ့ပါပြီအဲ့ဒီအောက်မှာဂူကြီးထက်ရှိပါတယ်ဒါပေမဲ့အဲ့ဒီအကူထဲသွားမယ်ဆိုရင်တော့ကော်ဘာအာမာတိတ်မကောင်းတာကြောင့်အာယုံအာမာကျိုးဖို့တော့အပေါ်ပြန်တက်ရမှာပါအဲ့ဒါကြောင့်အပေါ်ပြန်တက်ခိတ်လိုက်ပါတယ်အပေါ်ပြန်ရောက်တဲ့အချိန်မှာဂူထဲမှာဝင်နေရကြာပြီမို့လို့ညတော့မိုးချုပ်နေပါပြီအဲ့ဒါကြောင့်ကျွန်တော်လည်းရွာကိုမြန်နေတပြမြန်မြန်လေးပြန်လာခဲ့ပါတယ်လာနေတဲ့လမ်းမှာလည်း zombie villager တွေတော့တွေ့ခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်ရွာမဟုတ်တော့ဘူးလို့ထင်တာပဲရွာထဲရောက်လာတဲ့အချိန်မှာဘေးမှာရှိတဲ့အိမ်တွေနဲ့ဝင်ပြီးအိတ်လိုက်ပါတယ်မနက်မိုးလင်းလာတဲ့အချိန်မှာ villager တကောင် zombie လိုက်နေတဲ့အတွက်ကြောင့် villager ကိုမကယ်ပြီးအချိမတ်ကိုအရင်လှုပ်လိုက်ပါတယ်အချိမက်လုပ်ပြီးတော့ villager ကဲဖို့လှည့်ကြည့်လိုက်တဲ့အချိန်မှာ villager မရှိတော့ပါဘူးစိတ်တော့ကောင်းကောင်းမကောင်းလိုက်ရပါဘူး baby zombie လိုက်လာလို့ဆိုကျွန်တော်ထွက်ပြေးရပြန်ပါတယ်အဲ့ဒီနောက်မှာရှိသမျှ iron နဲ့ကောလုံးကိုကြိုပြီး iron armor နဲ့ iron true ကိုလုပ်လိုက်ပါတယ်အဲ့ဒီနောက်မှာ craft ထားတဲ့ iron armor တွေကိုဝတ်ပြီးတော့ copper armor တွေကိုချက်စဲပြန်ထည့်လိုက်ပါတယ်ကြံနေတဲ့ iron နဲ့ iron ကိုလုံးပြင်လိုက်ပါတယ်အားလုံးပြင်ဆင်ပြီးတဲ့နောက်မှာတော့ဂူထဲကိုပြန်ဆင်းခဲ့ပါတယ်ဂူထဲကိုဆက်စဝင်ကြီးလာပေးလဲဆိုပြီးတွေ့ရကြအန်ချမ်းလို့ရအောင်တူးထားလိုက်ပါတယ်ဂူကြီးကကြီးမလို့အကောင့်နဲ့ spawn လို့မရလို့မီးတွေထုံးထားလိုက်ပါတယ်ဂူထဲကိုဆင်းလာတဲ့တခြားမှာတွေ့သမျှအုံးတွေအားလုံးလည်းတူးလာခဲ့ပါတယ်ဂူထဲကိုလျှောက်သွားနေတဲ့ဟိုဘက်ချက်မှာနောက်ထပ်ဂူကြီးကိုထပ်တွေ့လိုက်ရပါတယ်ဒါပေမဲ့အဲ့ဒီထက်အရေးကြီးတာရန်ဆုံးတူးနေချိန်မှာပထမဦးဆုံးဒိုင်းမွန်ကိုအရင်စတွေ့ခဲ့ပါတယ်ဒိုင်းမွန်ကိုတူးလိုက်တဲ့အချိန်မှာဒိုင်းမွန်ကတဒုံးနဲ့ရှိပါတယ်ဒါပေမဲ့ကျွန်တော်အဲ့ဒီဒိုင်းမွန်နဲ့နောက်အချိမက်တစ်ခုကိုထပ်လုပ်လို့ရပါတယ်အဲ့ဒီနောက်မှာဂူရဲ့အနက်ပိုင်းကိုဆက်ဆင်းလာခဲ့ပါတယ်ဂူအနက်ပိုင်းမှာလျှောက်သွားနေတော့နောက်ထပ်ဒိုင်းမွန်2 3ထပ်တွေ့ရကြောင်းထပ်တူးလိုက်ပါတယ်ဂူထဲကိုဆက်သွားရင်းနဲ့ torch ကုံကအကြောင်းအိမ်ုံပဲပြန်လာလိုက်ပါတယ်
အိမ်ပြန်လာတဲ့လမ်းမှာကန်ကောင်းကျွန်တော်နောက်ထပ် diamond 2 3ကိုထပ်တွေ့ပါတယ်အဲ့ဒါဆို diamond pick နဲ့ enchantment တေးပဲကို craft လုပ်ရပါပြီအပေါ်ပြန်ရောက်တဲ့ချိန်မှာညရောက်နေတာကြောင့်ရွာထဲအိမ်သိမ်းထဲဝင်ပြီးအိတ်လိုက်ပါတယ်မနေ့ရောက်တဲ့ချိန်မှာ suspicious စုအချိပောက်လုပ်ဖို့ the red mushroom ကိုလိုက်ရှာခဲ့ပြီးမှမတွေ့ခဲ့ပါဘူးဒီလိုနဲ့အိမ်ပြန်ရောက်တဲ့ချိန်မှာရလာတဲ့ diamond နဲ့ diamond pick ကို craft လိုက်ပါတယ်ဒီလိုနဲ့နောက်အချိမဲ့လုပ်ဖို့ကျွန်တော်ရဲ့ wall နောက်အကောက်တစ်ခေါက်နဲ့ထပ်ဝင်လာခဲ့ပါတယ်နောက်အကောက်ကတော့ spawn ကိုရောက်နေပါတယ်ဒါပေမဲ့ spawn နဲ့ရွာနဲ့တိတ်မဝေးရကြောင့်ခြေပဲပြေးလာလိုက်ပါတယ်ကုန်းတရရေတရံဖြတ်ပြီးနောက်ဆုံးမှကျွန်တော်ရှိကိုရောက်လာတဲ့အတွက်စုချတဲ့အနေနဲ့ diamond ပေးလိုက်ပါတယ်အဲ့ဒါဟိုက diamond တကယ်ပေးတဲ့ထင် diamond ယူပြီးပြေးပါလိမ့် diamond ပြတ်ပေးပြီးတဲ့နောက်မှာတော့ gain နဲ့ပြန်ထွက်လိုက်ပါတယ်ဒီလိုနဲ့ညဘက်ရောက်လာတဲ့တော့ဝင်အိတ်လိုက်ပါတယ်မနေ့ရောက်လာတဲ့အချိန်မှာပထမဦးဆုံးအနေနဲ့မြင်းစည်းလူငယ်ကိုစတွေ့ခဲ့ပါတယ်ဒါပေမဲ့ဇုံမီကတိတ်ပြီးမြင်းကကြံခဲ့ရကြောင်းမြင်းကိုရေနဲ့ကယ်ဖို့စူးစမ်းခဲ့ပေမဲ့နောက်ဆုံးမှမြင်းလည်းမီးလောင်ပြီးတော့အသားဖို့ဖြစ်ပြောင်းသွားခဲ့ပါတယ်အချာရတ်တေးပဲ crop ဖို့တော့ OC နဲ့လိုတော့ကြောင့် mine နဲ့ကိုစီးပြီး mine ထဲမှာရှိတဲ့ OC တွေကိုတူးလိုက်ပါတယ်အပေါ်ပြန်တက်လာတဲ့အချိန်မှာသူ့ဘက်သူအနေနဲ့လာဘောက်ပါတခါလေးယူလာခဲ့ပါတယ်ဒါဘောက်တော့အခြားနေရာသုံးတာမဟုတ်ဘူးကျွန်တော်အဲ့ဒီအစိမ်းရောင်ဝတ်ထားတဲ့ villager တွေကိုကုတ်မြတ်တဲ့နေရာမှာသုံးတာပါအဲ့လိုမှမတိုင်ကျွန်တော် iron ကိုလည်းလိုက်တမမှာပါဒီနောက်မှာတော့တူးလာတဲ့ OC နဲ့ enchantment တေးပဲ credit အချာရတ်တေးပဲရောက်သွားကြောင့်ကျွန်တော်လည်းအရန်ပျော်သွားပါတယ်ရလာတဲ့ enchantment တေးပဲအဆင်ပြေတဲ့နေရာမှာချပြီးပုံရှဲလိုတဲ့ကြောင့် sugar cane နဲ့တွားရိုက်ပြီးရလာတဲ့ sugar cane နဲ့ပုံရှဲတစ်ခု craft လိုက်ပါတယ်ဒါပေမဲ့ enchantment တေးပဲပုံရှဲတစ်ခုတည်းနဲ့ဘာမှလုပ်လို့မရပါဘူးဒါပေမဲ့ညရောက်နေပြီမို့လို့အရင်ဦးစိုးအိတ်လိုက်ပါတယ်မနေ့ရောက်တော့မမရဲ့မောင်လေးတွေလိုက်ရှာကြည့်မမရဲ့မောင်လေးတွေကိုမြင်းချန်ထဲမှာနှစ်ကောင်တွေ့ပါတယ်တွေ့လာတဲ့နွားနှစ်ကောင်လုံးကျိုးနဲ့ချီလာပြီးအဲ့တိုင်းမှာကျိုးနဲ့ခဏတုတ်ထားလိုက်ပါတယ်အဲ့နောက်မှာနွားတွေနေဖို့အတွက် fence တွေကို crop ပြီးအကြည့်လိုက်ပြီးမှနွားချန်ကိုစောက်ပေးလိုက်ပါတယ်နွားလည်းပြီးရင်စာဖတ်ရင်ဖတ်မှာနွားချန်စောက်ပြီးတော့မှနွားချန်ထဲမှာနွားဖြစ်ရှင်တဲ့ villager တယောက်ရောက်နေကြအဲ့ villager အသေးမောင်းထုတ်လိုက်ရပါတယ်အဲ့နောက်မှာစာကြည့်တဲ့ဝင်ကြီးရဲ့စာကြည့်တဲ့မှာစာအုပ်တွေရှိရကြအမြင်မတော်လို့စာအုပ်တွေကိုဖြုတ်လာခဲ့ပါတယ်ပြီးရဲ့နောက်မှာနွားနှစ်ကောင်ကိုချန်ထဲထည့်ပြီးနွားနှစ်ကောင်အစာကျွေးပြီးတော့နွားနှစ်ကောင်ရှိရနေနွားပေါက်လေးထွက်လာခဲ့ပါတယ်အဲဒီနောက်မှာစာကြည့်တဲ့ငားလာတဲ့စာအုပ်တွေပုံရှဲဖြစ်ပြောင်းပြီးအချာရတ်တေးပဲနားမှာသွားချထားလိုက်ပါတယ်ပုံရှဲတစ်ခု crop ဖို့အတွက်လေသာလူနေကြနွားချန်ထဲမှာရှိတဲ့နွားတွေအကုန်လုံးကိုမြူးပွားလိုက်ပါတယ်အဲဒီနောက်မှာရလာတဲ့လေသာနဲ့စာအုပ်ကို crop ပြီးတော့ပုံရှဲတစ်ခုကိုထပ် crop လိုက်ပါတယ်နောက်ဆုံးမှာအချာရတ်ကောင်းကောင်းလေးရပြီမလို့ကျွန်တော်ရဲ့ true တွေကို enchant လိုက်ပါတယ်true တွေကို enchant လုပ်ရတာကျွန်တော်မှာအာမ enchant ဖို့အတွက်အရှိမရှိတော့ပါဘူးဒီလိုနဲ့ညရောက်လာပြီဖြစ်တာကြောင့်ဝင်အိတ်လိုက်ပါတယ်မနေ့ရောက်တဲ့အချိန်မှာမြင်းတစ်ကောင်တွေ့ရကြောင့်မြင်းနဲ့လှုပ်တဲ့ခွိုက်ရှိရကြောင့်မြင်းကိုကျိုးနဲ့ချီထားလိုက်ပါတယ်အဲဒီနောက်မှာ villager ရဲ့လုံခြုံရေးအတွက်ရွာလဲမှာစက်တရေမင်္ဂလာရှိသွားအောင်လို့ထောင်ဆောက်ဖို့အတွက်ရွာထဲမှာရှိတဲ့ပစ္စည်းအကုန်လုံးစဖြတ်ပါတယ် villager ရဲ့လုံခြုံရေးအတွက်ရွာလဲမှာထောင်ဆောက်တဲ့စီမံကိန်းကိုလုပ်နေတဲ့ညဘက်ရောက်လာတဲ့ကြောင့်ဝင်အိတ်လိုက်ပါတယ်မနေ့ရောက်တဲ့အချိန်မှာဝန်နိုင်အချွေထားရှိတဲ့ဗာလိညာလေးကောင်းနဲ့ကြည့်နေတော့မှကျွန်တော်အရန်လိုချင်တဲ့ red mushroom ကိုတွေ့သွားခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်မှာ emerald မရှိတဲ့ကြောင့်ကျွန်တော်မှာရှိတဲ့ hay bale ကိုပေးပြီးတော့ mushroom ကို trade လိုက်ပါတယ်ကျွန်တော်တို့ဒီ trade ကိုတန်တယ်လို့ထင်ပါတယ်အဲဒီနောက်မှာထောင်စီမံကိန်းကိုဆက်လုပ်နေနေအပေါက်တွေကမတော်ဆက်ပြုတ်ကျလာတဲ့ villager ဘာ trade လဲကြည့်လိုက်တဲ့အချိန်မှာ infinity ဖြစ်နေခဲ့ပါတယ်အဲဒါကြောင့် trade မပြောင်းအောင်လို့မရှိမရှိ sugar cane တွေကိုရိုက်ပြီးစာရွက်ပြောင်းပြီးတော့ trade လိုက်ပါတယ်အဲဒီနောက်မှာဆွနာဝယ်လာတဲ့ mushroom နဲ့ suspicious stuff ကို craft လိုက်ပါတယ်အဲဆိုကျွန်တော်နောက် achievement တစ်ခုထပ်လုပ်လို့ရပါပြီအဲဒီနောက်မှာနေနေညညကျွန်တော်ရဲ့စူးစမ်းအားထုတ်မှုကြောင့်ရွာလဲမှာခန်းနာထေဝါလာတော့ဂလိုင်းပေါက်ကြီးဖြစ်သွားပါတယ်ဒီပပက်လေးကို stone break နဲ့ကာမှာမလို့ copper stone တွေလာဘနဲ့မီးကင်လိုက်ပါတယ်အဲဒီတော့မှရှိသမျှ copper stone တွေအားလုံးမီးကင်ထားလိုက်ပါတယ်ဒီနောက်မှာညဘက်ရောက်လာပြီဖြစ်တဲ့ကြောင့်ဝင်အိတ်လိုက်ပါတယ် stone တွေအများကြီးလူတဲ့ကြောင့်လာဘနဲ့ကြိုဖို့အတွက်မရှိမဲ့အာယုံသုံးတော့ bucket craft လိုက်ပါတယ်အဲဒီနောက်မှာဂူထဲမှာရှိတဲ့လာဘတွေတွားခတ်ပြီးတော့အပေါ်ပြောရတဲ့အချိန်မှာ copper stone တွေကိုကြိုထားလိုက်ပါတယ်ကျွန်တော်ဖန်နဲ့ခဏသွားကြည့်တဲ့အချိန်မှာအာယုကိုလည်းရကျွန်တော်ရှိကိုပြေးလာကျွန်တော်တော့နည်းနည်းလက်အောင်တော့တော်သေးရပေါ့မြေရောက်ခန်းထဲမှာဖမ်းထားတဲ့ villager တွေပဲသူအဲဒီနောက်မှာခြံထဲမှာတီးနေ forking တွေကိုလိုက်ဖြတ်ပြီးတော့အစီအဖြစ်ပြောင်းလိုက်ပါတယ်ကျွန်တော် forking farm မှာ villager တွေစိုက်ထားတဲ့အပင်တွေတွေ့ရကြအဲ့ဒီပင်တွေကိုယူထားလိုက်ပါတယ်ပြီးတော့ကျွန်တော်မှရှိတဲ့ forking seed တွေကိုလိုက်စိုက်ထားလိုက်ပါတယ်ကျွန်တော် villager တွေစိုက်ထားတဲ့မှာ carrot ပါတော့ကျွန်တော်လည်းနောက် achievement လုပ်ဖို့တော့ work ကိုကျိုးနဲ့ချီပြီးတော့ခဏကျိုးနဲ့တုတ်ထားလိုက်ပါတယ်ဒါပေမဲ့ကျွန်တော်ဖမ်းလာတဲ့ work က work ပေါက်လေးဖြစ်နေကြအဲ့ဒီ work ကိုအရင်ကြည့်ရလို့ carrot တွေကျွေးလိုက်ပါတယ်အဲဒီနောက်မှာ copper stone တွေနဲ့ stone တွေရလာတော့ sheep stone တွေအကုန်လုံးယူပြီး stone break ဖြစ်ပြောင်းလိုက်ပါတယ်ရလာတဲ့ stone break နဲ့ဘေးပပက်လေးကိုလိုက်ကလိုက်ပါတယ် stone ကုန်ကြနေအောင်လို့ချမ်းမြေတက်သားနဲ့ဆောက်လိုက်ပါတယ်ဒီလိုနဲ့ထောင်အောင်ဆောက်နေနေမိုးကလည်းမတိတ်တာမလို့ရေကမချိုးရတဲ့3နှစ်ရှိပြီမလို့မိုးတိတ်အောင်လို့ဝင်အိတ်လိုက်ပါတယ်မနက်မိုးနေတဲ့အချိန်မှာကြိုပြီးသား stone တွေအားလုံးယူပြီးတော့ကျွန်တော်ရဲ့ထောင်စီမံကိန်းကိုဆက်လုပ်ပါတယ်ဘေးကိုဘလော့တွေအားလုံးကာပြီးတဲ့နောက်မှာရွာလေးမှာခန်းနာထဲပါလာတော့ဂလိုင်းပေါက်ကြီးဖြစ်သွားပါပြီဂလိုင်းပေါက်ကြီးကိုအပေါ်ဖုံးဖို့အတွက်မှန်လို့တော့ကြောက်ရှိမြတ်တဲတွေအားလုံးတော့တူပါတယ်ဒါပေမဲ့တဲတွေအများကြီးလူတဲ့ကြောင့်ရိုးရိုးခိုးနဲ့မကြိုးတော့ဘဲနဲ့လာဘလူတဲ့ကြောင့်အောက်မှာလာဘသွားခတ်ပြီးလာဘနဲ့ပဲတဲတွေကိုကြိုထားလိုက်ပါတယ်အဲဒီနောက်မှာညရောက်လာတဲ့ကြောင့်ဝင်အိတ်လိုက်ပါတယ်
မနေ့ရောက်တဲ့အချိန်မှာ fan ထဲမှာရှိတဲ့ဖော်ကင်းတွေအားလုံးလိုက်ခူးပြီးတော့အစီဖြစ်ပြောင်းပြီးတော့ပြန်ဆိုင်လိုက်ပါတယ်ပြီးတော့ Wi Fi ထဲမှာရှိတဲ့ Wi တွေအားလုံးကိုလည်းရိတ်ပြီးတော့ပြန်ဆိုင်လိုက်ပါတယ်အဲဒီနောက်မှာရလာတဲ့ Wi တွေကိုနွားမစားခင်ကျွန်တော်အရင်စားဖို့အတွက် Power Craft လိုက်ပါတယ်ပြီးတော့မှ channel မှာရှိတဲ့နွားတွေအားလုံးအစာကျွေးလိုက်ပါတယ်ဘယ်လိုဖြစ်လို့အာရုံကိုလည်းနွားဖြစ်သွားအဲဒီနောက်မှာကြိုထားတဲ့မှန်တွေရလာတဲ့အကြောင်းနည်းနည်းတော့ကာလိုက်ပါတယ်ပြီးရဲ့နောက်မှာ villager တွေထွက်လို့မရလို့ letter ထားပြီးတော့အပေါ်ကနေ trap တော့ပါထပ်ကာလိုက်ပါတယ်အဲဒီနောက်မှာထောက်စီမံကိန်းကပြီးတော့မှမလို့တိုင်ဝင်တိုင်ထွက်ပြီးရှိပြန်အိပ်ရတဲ့အကောင်လုံးလိုက်ရွှေ့ပါတယ်အဲဒီနောက်မှာညဘက်ရောက်လာပြီဖြစ်တဲ့ကြောင့်ဝင်အိပ်လိုက်ပါတယ်မနေ့ရောက်လာတဲ့အချိန်မှာရှိပြန်အိပ်ရတဲ့အားလုံးချထားလိုက်ပါတယ်ပြီးရဲ့နောက်မှာ villager တွေအားလုံးကိုယ့်အိပ်ရကိုသွားဖို့တဲ့နှိုးဆော်လိုက်ပါတယ်အပေါ်မှာရောက်နေတဲ့ villager တွေအားလုံးကျွန်တော်အောက်သွန်းချလိုက်တယ်နဲ့အကောင်လုံးထောင်ထဲရောက်သွားပါပြီအဲဒီနောက်မှာရလာတဲ့မှန်တွေနဲ့အပေါ်ပိုင်းမြင်မြန်ပြီးအောင်လုပ်ကာပါတယ်ဒါပေမဲ့မှန်တွေကထပ်လို့တည်းရကြောင့်ပင်လယ်ထဲမှာရှိတဲ့တဲတွေကိုတူပြီးထပ်ကြိုထားလိုက်ပါတယ်ပြီးရဲ့နောက်မှာ villager တွေအလုံးလုံးနိုင်အောင်လို့ထောင်ထဲမှာအလုတ်ခုံတွေလိုက်ထားလိုက်ပါတယ်အဲဒီနောက်မှာထောင်ရဲ့လုံခြုံရေးအပေါ်မှာ stone brick wall တွေကိုလိုက်ကာလိုက်ပါတယ်ဇူမီရန်ကနေကာကွယ်ရမှုပေါ့ villager တွေထွက်ပြေးလို့မရအောင်ကာထားတာပါဝေါ်ကာပြီးရဲ့နောက်မှာတော့မရှိမဲ့ touch တွေကိုလိုက်ထားလိုက်ပါတယ်အထက်ဝင်တဲ့ gate ပေါက်တော့ spruce spirit တသားနဲ့ပဲ craft လိုက်ပါတယ်အားလုံးပြီးသွားတဲ့နောက်မှာ villager တစ်ကောင်အပြင်မှာတွေ့ရကြောင်း villager ကိုအထက်ခေါ်လိုက်ပါတယ် villager အိပ်ရပေါ်တော့မရောက်သေးပါဘူးလေးပေါ်မှာလည်းအိပ်ပြသွားတာပါပြီးရဲ့နောက်မှာ spider တစ်ကောင်တွေ့ရကြောင်း spider တက်လိုက်တဲ့အချိန်မှာကျူးနှ6ရလာပါတယ်ရွာသားရဲ့လုံခြုံရေးမလို့ကျွန်တော်မအိပ်လည်းဘာမှမဖြစ်တော့ပါဘူးအဲကြောင့်ကောင်းတယ်မစိုးအောင်လို့ထက်ရှိလိုက်ထားနေတဲ့အချိန်ကျွန်တော်ရဲ့ fan ဘက်မှာ creeper တွေအများကြီးပဲတွေ့ပါတယ်ဒါပေမဲ့ကျွန်တော်အကြောင်းအားကိုးနဲ့ creeper တွေဖြစ်နေချိန်မှာကျွန်တော်ထပ်ပြီးရလို့ကျွန်တော်လည်းပြီးရပါတယ်နောက်တစ်ခါမှလည်းကျွန်တော်အကြောင်းကာပါပြီးယူတာနဲ့ကျွန်တော်ကျွန်တော်ကြောက်တယ်နဲ့ကျွန်တော် creeper ကြောက်တယ်နဲ့အမှအချစ်ကလိုက်လို့ပြီးရလားပြီးလို့လိုက်တာလားဖြစ်ကုန်အဲ့ဒါတညလုံး creeper လိုက်လို့မပြေးချင်တာနဲ့ဝင်အိတ်လိုက်ပါတယ်မနေ့ရောက်တဲ့အချိန်မှာကြားလာတဲ့မှန်လေးနဲ့ကားလိုက်တဲ့အချိန်မှာနောက်ဆုံးမှာတော့ကျွန်တော်ရဲ့တင့်တယ်ခန်းနာလာတော့ထောင်ကြီးပြီးသွားခဲ့ပါတယ်ထောင်ထဲမှာရှိတဲ့လူတွေလုံခြုံတာပေါ့ထောင်ပြင်မှာရှိတဲ့လူတွေကကိုယ်တိုင်နဲ့ကိုယ်ကအဲ့ဒီနောက်မှာ channel မှာတီးနေဖော်ကင်းတွေ live ဖြစ်ပြီးအစီဖြစ်ပြောင်းပြန်ဆိုင်နေတဲ့အချိန်မှာ one night ချွေတာရောက်လာပါတယ်အဲ့ကြောင့် one night ချွေတဲ့အချိန်မှာဗာလေးညာလေးချွေလေသွားကြည့်လိုက်တဲ့အချိန်မှာ one night ချွေတာအခြားလူချင်းတဲ့ပစ္စည်းအပြင်မှာပတ်ကပ်ပါချွေပါတယ်ဒါပေမဲ့ချွေဖို့တော့ကျွန်တော်က emerald မရှိရကြောင်း villager နဲ့ချွေဖို့အရင်သွားကြည့်လိုက်တဲ့အချိန်မှာ wheat 20နဲ့ emerald ရကြောင်းကျွန်တော်လည်း wheat တွေပြေးရိတ်ပါတယ်ကံကောင်းကျွန်တော်ဝီတွေအားလုံးရိပ်ပြီးတဲ့အချိန်မှာဝီကကျွန်တော်ရှိမှာအားလုံးပေါင်း19ခုပဲရှိပါတယ်ဝီနဲ့ချွေလို့မရတဲ့ဆိုကျွန်တော်လည်း sugar cane နဲ့ပြေးရပါတယ်ဒါပေမဲ့ sugar cane နဲ့အားလုံးရိပ်ပြီးသွားတော့မှစာရွက်က45ပဲရပါတယ်အဲ့နဲ့ကျွန်တော်မှမရှိမဲ့စာရွက်နဲ့ချွေဖို့ villager လိုက်ရှာတဲ့အချိန်မှာနောက်ထပ် library villager တွေ့ရတော့ချွေဖို့ကြည့်လိုက်တဲ့အချိန်မှာ protection 4ဖြစ်နေခဲ့ပါတယ်ကျွန်တော်ဤကန်တရားဒီအလုံးမမြင့်တက်နေအဲ့ဒါကြောင့်အဲ့ဒီ villager ချွေမပြောင်းအောင်လို့စာရွက်ချွေလိုက်ပါတယ်စာရွက်ချွေပြီးသွားတော့မှ arrow ကကျွန်တော်မှတလုံးနဲ့ရှိရမလို့ပတ်ကချွေလို့မရသေးပါဘူးဒါပေမဲ့အဲ့ဒီနောက်မှာရှွန့်ဝယ်တဲ့ villager တွေတွေ့ပါတယ်ရှွန့်ဝယ်တဲ့ villager နှစ်ကောင်ရှိရမလို့ကျွန်တော်ရှွန့်နေအများကြီးတွေ့ရင် arrow အများကြီးပြင်ရမှာပါအဲ့ဒါအပေါ်ပြတ်တက်ပြီးအာယုံရှာပဲ craft ဖို့တော့အာယုံကြည့်တဲ့အချိန်မှာအာယုံကမရှိတော့ပါဘူးအာယုံမရှိရမလို့ကျွန်တော်လည်း stone ရှာပဲ craft လိုက်ပါတယ်အဲ့ဒီနောက်မှာတော့ပင်လယ်ထဲမှာရှိတဲ့ရှွန့်စေးမြေစီလွာတွေကိုလိုက်ဖြတ်ပါတော့တယ်အချိန်တော်ကြာဖြတ်ပြီးတဲ့နောက်မှာညရောက်လာပြီးဖြစ်တာကြောင့်ကျွန်တော်လည်းဝင်အိတ်လိုက်ပါတယ်မနေ့ရောက်တဲ့အချိန်မှာတူးလာတဲ့ရှွန့်တွေအားလုံးချွေးလိုက်တဲ့အချိန်မှာ arrow အားလုံးပေါင်း33ရပါတယ်အဲ့ဒီနောက်မှာရလာတဲ့ emerald နဲ့ one night ချွေတာရှိမှလိုချင်တဲ့ပစ္စည်းတွေကိုတော့ချွေလိုက်ပါတယ်အဓိကလိုရတာတော့ packet မလို့ packet လေးကိုချွေလိုက်ပါတယ်အဲ့ဒီနောက်မှာ one night ချွေတာလမ်းစိတ်မကုန်လို့ free service အနေနဲ့အိမ်ပြန်ပို့လိုက်ဝယ်လာတဲ့ packet တွေထဲမှာငါးတွေပါနေကြတော့ဘီနာရီရိုင်နဲ့မှာငါးတွေကိုမွေးထားလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ game mode ချိမဲ့လုပ်ဖို့အတွက်လုံတဲ့ပစ္စည်းအားလုံးစုပြီးပစ္စည်းအားလုံးရပြီးတဲ့နောက်မှာ game mode ကို craft လိုက်ပါတယ်အချိမဲ့ပြီးအောက်ဝက်ခံတဲ့အနေနဲ့ game mode တစ်ကိုက်ကိုစားလိုက်ပါတယ်ဒါမှမဟုတ်ရင်ဘိုက်စာနေလို့စားလိုက်တာဖြစ်မှာအဲ့ဒီနောက်မှာနောက်ထပ် achievement လုပ်ဖို့အတွက်ကျွန်တော်မြင်းကိုအစာကျွေးဖို့ golden carry ဒါမှမဟုတ် golden apple လို့လည်းကျွန်တော်မှ goal မရှိတာနဲ့ဝန်နဲ့လုပ်တဲ့ achievement ကိုပဲအရင်လုပ်ပါမယ်ချက်ထဲမှာရှိတဲ့ကျိုးနှချောင်းနဲ့ fishing rod crabby carry တက်လိုက်တဲ့အချိန်မှာတော့လိုအပ်နေတဲ့ပစ္စည်းကိုရလာခဲ့ပါတယ်ဒါပေမဲ့ saddle crab ဖို့တော့အာယုံမရှိတဲ့ကြောင့်ကျွန်တော်မြင်းမှာရှိတဲ့ saddle ပဲခဏတော့ဖြုတ်လာခဲ့ပါတယ်အဲ့ဒီနောက်မှာမြင်းရှိရလာတဲ့ saddle နဲ့ wall ကိုတက်ပြီးတော့စီးကြည့်ပါတယ်ဝက်ကမြင်းထက်တော့နည်းနည်းမြန်တယ်လို့ပြောလို့ရပါတယ်ဒီဝက်ကိုကျွန်တော်က carry မကုန်မချင်းသုံးရမှာပါအဲ့ဒါမှကျွန်တော် fishing rod ပြန်ရမှာပါဝက်ကိုပြန်နိုင်မယ်ထင်ပြီးတော့တောင်ပေါ်ခုံချကြည့်ရအောက်ကိုဝက်ကြပဲကျသွားပါတယ်နောက်ဆုံးမှာတော့ carry ကြိုးပြီး fishing rod ပြန်ရပြီဖြစ်တဲ့အတွက်ကျွန်တော်လည်းဝက်ကိုထပ်စီးစရာမလိုတော့ပါဘူးအားကြောင့်ဝက်ပေါ်ဆင်းပြီး saddle ဖြုတ်ဖို့လုပ်တဲ့ချိန်မှာဝက်က saddle ဖြုတ်လို့မရဘူးဖြစ်နေဒါပေမဲ့ရုပ်ချင်းဝက်ကပြောက်ပြီး saddle ပဲကြံကြတဲ့ကျွန်တော်လည်း saddle ကိုမြင်းကိုပေးလိုက်ပါတယ်အဲ့နောက်မှာငါးဖမ်းပြီးငါးကင်လုပ်ဖို့အတွက် campfire တစ်ခုကို craft လိုက်ပါတယ်ပြီးရဲ့နောက်မှာတော့ကျွန်တော်ငါးရီထိုင်များနေလိုက်ပါတယ်ငါးအကောင်တော်တော်များများလိုပါတယ်အကြောင်းတွေပါတင်းရမယ်ဆိုတော့ပထမဦးဆုံးဖမ်းပြီးတဲ့ငါးကိုအချိမလုပ်တဲ့အနေနဲ့ campfire မှာတွားကင်ထားလိုက်ပါတယ်အဲ့ဒီနောက်မှာတော့အကြောင်းတွေတင်းဖို့အတွက်ငါးရီအများကြီးကိုဆက်ဖမ်းပါတယ်ပြီးရဲ့နောက်မှာကင်ထားတဲ့ငါးကိုတွားယူပြီးအချိမပြီးအောင်စားလိုက်ပါတယ်ဒါပေမဲ့အချိမအလုံးမဖြစ်တော့ပါဘူး furnace နဲ့ကင်ရမှာ campfire နဲ့တွားကင်လိုက်လို့ပါအဲ့ဒီနောက်မှာတော့ကြောင်တွေကိုတင်းဖို့အတွက်ကြောင်တွေလိုက်ရှာခဲ့ပြီးမြဲကြောင်ပြောက်နေခဲ့ပါတယ်နောက်ဆုံးမှာတော့အိမ်တိန်ဘေးမှာကြောင်နှကောင်တွေ့ပြီးကြောင်နှကောင်တင်းဖို့လုပ်ပြီးမြဲကြောင်နှကောင်ထွက်ပြေးသွားခဲ့ပါတယ်တိတ်မကြခင်မှာပဲဖြူနဲ့မဲဆက်ထားတဲ့ကြောင်နှကောင်ကျွန်တော်ရှိတိုးလိုက်တော့တင်းလိုက်တာကြောင်နှကောင်ရသွားပါတယ်နောက်ထပ်ကြောင်မဲလေးကကျွန်တော်ရှိတိုးလိုက်တော့တင်းဖို့လုပ်ပြီးမြဲပြန်ထွက်ပြေးသွားခဲ့ပါတယ်
You stupid n***. နောက်ထပ်ကြောင်တစ်ကောင်လာနေနဲ့တင်းမလို့ပြီးပြန်ထွက်ပြေးသွားခဲ့ပါတယ်ဒါပေမဲ့နောက်တစ်ခေါက်ပြန်လာတဲ့အချိန်မှာတော့တင်းလိုက်လိုက်ပါတယ်နောက်ဆုံးတစ်ခေါက်အနေနဲ့ကြောင်လေးဝင်အောင်တင်းလိုက်တဲ့အချိန်မှာငားလဲကုန်သွားခဲ့ပါတယ်ကြောင်3ကောင်နဲ့တော့အချိမှမလောက်သေးပါဘူးကြောင်တွေအများကြီးလိုပါတယ်ဒါပေမဲ့အခုလောဆယ်ကြောင်3ကောင်နဲ့ရှိတော့အဲ့ကြောင်3ကောင်တွေကိုပဲထိုင်ခိုင်းလိုက်ပါတယ်ပြီးရဲ့နောက်မှာညနေဆောင်လာပြီးဖြစ်တဲ့ကြောင် villager တွေရှိရအဲ့ရတစ်ခုသွားယူပြီးတော့ကြောင်တွေနောက်မှာသွားထားလိုက်ပါတယ်ပြီးရဲ့နောက်မှာကြောင်3ကောင်လုံးထားခိုင်းပြီးတော့ဝင်အိတ်လိုက်ပါတယ်ဒါပေမဲ့ကန်ဆိုးကျင်တော့မနေ့ရောက်တဲ့အချိန်မှာကျွန်တော်ရှိကိုဘာပစ္စည်းမှမရောက်လာတဲ့အတွက်အချိမှမအောင်မြင်လိုက်ပါဘူးဒီအချိမှအောင်မြင်ခြင်းနဲ့ဆိုရင်တော့ငားတွေအများကြီးနဲ့ကြောင်တွေအများကြီးလိုပါတယ်ပြီးတော့10မုံငားနဲ့လည်းကြောင်တွေကိုတင်းလို့မရပါဘူးအဲ့ဒါကြောင့်ဒီအချိမှဆက်မလုပ်တော့ဘဲနဲ့နောက်ထပ်လွယ်တဲ့အချိမှ2ခုပဲထပ်လုပ်လိုက်ပါပြီးရဲ့နောက်မှာဆွမ်းနာအလုံးမဖြစ်လိုက်တဲ့ငါးဖမ်းပြီးกินစားတဲ့အချိမှကိုလည်းပြန်လုပ်လိုက်ပါတယ်အဲ့ဒီနောက်မှာတိုးဝင်းကျိတ်တဲ့အချိမှတော့တိုးတစ်ကောင်တွေ့ပါတယ်ဒါပေမဲ့ဖြစ်ချင်တော့ကျွန်တော်မှအာယုံမရှိဘူးဖြစ်နေခဲ့ပါတယ်ပြီးတော့ကျွန်တော်ဂူထဲမစင်းကျင်တာနဲ့နီးစက်ရအာယုံကြတော့လေဒါပေမဲ့အာယုကိုလောင်တက်လိုက်မယ်ဆိုရွာကိုကာကွယ်မဲ့လူမရှိတော့မှမလို့နွားဖြစ်ချင်တဲ့အာယုကိုလောင်နွားချက်နဲ့မှပဲထားခဲ့လိုက်ပါတယ်ဂူထဲမစင်းခင်မှာဖော်ကင်းနေကြီးနေမလို့ဖော်ကင်းနေကိုရှိပြီးချက်စဲမှထားခဲ့လိုက်ပါတယ်ပြီးတဲ့နောက်မှာအာယုမိုင်းမို့တော့တောင်ပေါ်စတက်ခဲ့ပါတယ်ဒီတစ်ခေါက်မှတူးနေကြကူကိုမတူးဘဲနဲ့တောက်ပေါ်မှာအုံးလေးပါလေးရှိသမျှဆိုလိုက်ရှာကြည့်ပါတယ်ကန်ဆိုးကျွန်တော်အုံးနေတစ်ခုမှမတွေ့ပါဘူးကန်ကောင်းကျွန်တော်ဂူတစ်ခုထပ်တွေ့ပါတယ်ကျွန်တော်အခုဒီဘာလို့အစာမစားသေးလဲဆိုတော့ကျွန်တော် raw fresh achievement လုပ်နေလို့ပါဒီ achievement ဘာလို့အိမ်မှာတခါမှမလုပ်လဲဆိုတော့အချိန်ပြည့်တော့မှမလို့ပါဂူထဲကိုဆင်းလာခဲ့ပြီမဲ့ touch တွေမပါလာကြောလက်မတွေ့တဲ့ခိုးတွေနဲ့ touch လုပ်လိုက်ပါတယ်ဒါပေမဲ့ဂူထဲဆက်ဆင်းချင်းမှာပဲဇိုမီနှကောင်တွေ့ရတဲ့အဲ့ဇိုမီနှကောင်ရှင်းလိုက်ပါတယ်ဇိုမီနှကောင်ရှင်းပြီးတဲ့နောက်မှာအောက်ကိုဆက်ဆင်းလာခဲ့ပါတယ်ဒါပေမဲ့အောက်ပိုင်းမှာဂူပေါကကျင်းလာကြောတတိထားပြီးဆက်လျှောက်ခဲ့ပါတယ်ဒီလိုနဲ့ဟိုသွားလိုက်ဒီသွားလိုက်နဲ့အာယုံကိုပတ်ချနေခဲ့ပြီအာယုံမတွေ့ခင်မှာပဲ touch ကတချောင်းပဲကြာမှာတော့လေကျွန်တော်ရှိမှလည်းခိုးကမပါလာကြော touch crab မယ်ဆိုရင်တော့အပေါ်ပြန်တက်ပြီးခိုးသွားတူးမှရမှာပါဒါပေမဲ့ခိုးပြန်သွားသူ့ရဲ့အချိန်ကြာမှာမဟုတ်လို့ဒီ touch တချောင်းနဲ့ပဲအဆင်ပြေလို့ကြီးချက်သုံးနေလိုက်ပါတယ်ဒါပေမဲ့ touch ကတချောင်းနဲ့ရှိရနေကြားလာရင်မော်ရီစပွန်းလာမှာမို့လို့အပေါ်ပြန်တက်ပြီးပဲခိုးပဲသွားတူးလိုက်ပါတယ်ရလာတဲ့ခိုးတွေနဲ့ touch crab ပြီးတော့ဂူထဲမှာအာယုံကိုဆက်ရှာကြည့်ပါတယ်ဒါပေမဲ့အဲ့လိုဆက်ရှာနေချိန်မှာကျွန်တော်ရဲ့ဟန်ကာပါ3ခုနဲ့သူ့ရဲ့2 3နဲ့3ဝက်ပဲကြာမှာတော့လေဂူကအပေါက်ချင်းချင်းလို့မို့သတိနဲ့လာနေချိန်မှာ skeleton ပြစ်လိုက်တဲ့မြားစချောင်းကိုကျွန်တော်ထိမလို့ဖြစ်သွားကြပြီးနေနဲ့သူ့ရဲ့တရုံးနဲ့3ဝက်ပဲကြာမှာတော့လေအာနဲ့အပေါက်မြင်မြန်ပိတ်လိုက်ရပါတယ်ကျွန်တော်ပြစ်လိုက်တဲ့မြားကကျွန်တော်ထင်ဒီနားမှာဟာကောဘောကအံ့ပါပြီအကောင်တွေဝင်လို့မရဘူးဘလော့တွေပိတ်ပြီးတဲ့နောက်မှာတော့အချိမောက်ကိုစလုပ်ပါတယ်ဒီအချိမောက်ရက်20သွေးမှာမြင်မြန်လေးလုံးမရမှာပါအဲ့ဒါကြောင့်ဘလော့တွေတူးပြီးတော့ဟန်ကာပါ3ခုကိုမြင်မြန်ကုန်အောင်လို့စခုံပါတယ်အချင်းတော့ကြာခုံပြီးတဲ့နောက်မှာဟန်ကာဘာတဝက်ပဲရှိတော့ပြီးနောက်ဆုံးမှာတော့ဟန်ကာဘာကုံသွားတဲ့သွေးစရောက်ပါတယ်ဒါပေမဲ့ကျွန်တော်မှသူ့ရဲ့တရုံးနဲ့တဝက်ပဲရှိရကြသွေးရောက်တဲ့ချက်ချင်းကို reflex စားလိုက်ပါတယ်ဒါပေမဲ့ကျွန်တော်အသက်အန္တရာယ်အများကြီးကြုံတွေ့လာတော့မှအချိမှအကြောင်းမျိုးကြောင့်မရခဲ့ပါဘူးအဲ့ဒါကျွန်တော်လည်းဒုတိယအချိမှဖြစ်တဲ့အာယုံလိုတဲ့အချိမှရက်20ပဲပြည့်ခင်မှာမြင်မြန်လေးရှာဖို့ထွက်လာခဲ့ပါတယ်ဂူရဲ့အောက်ပိုင်းကိုဆက်ဆင်းလာပြီးတဲ့နောက်မှာကျွန်တော်အရန်လိုချင်တဲ့အာယုံကိုတွေ့ရတော့အာယုံကိုမြင်မြန်လေးတူလာလိုက်ပါတယ်အဲ့ဒီနောက်မှာအပေါ်မြင်မြန်လေးတက်လာလိုက်တာအပေါ်ရောက်တဲ့ချိန်မှာမနှက်တော့မိုးလင်းပါတော့မယ်အဲ့ဒါကြောင့်ကျွန်တော်လည်းကျွန်တော်အိမ်ကိုမြင်မြန်ပြန်မယ်ဆိုအိမ်ကိုပတ်ရှာနေတဲ့အမှဂျားတွေကလမ်းကထပ်ပြောက်သွားပါသေးတယ်အိမ်ကိုပြန်ရောက်တဲ့ချိန်မှာတော့တူးလာတဲ့အာယုံတွေကိုမြင်မြန်လေးကြိုထားလိုက်ပါတယ်ရလာတဲ့အာယုံတော့ရှီးခရက်ပြီးတဲ့နောက်မှာဘေးနားမှာရှိတဲ့တိုကကြီးနဲ့ကောင်းကြလိုက်တာကျိုးကြီးပြတ်သွားပါတယ်အဲ့ဒါကြောင့်နောက်တစ်ခါထမ်းချက်လိုက်တဲ့အချိန်မှာတိုးဝင်းပြတ်ပြီးအချိမဲ့ရသွားပါတယ်အားလုံးပဲကြည့်ရှုပြီးတော့ကျေးဇူးများတင်ပါတယ်နောက်ထပ်ရက်20ရက်နဲ့ရက်40အသက်ရှင်တာကြည့်နေတယ်ဆိုတော့ like and subscribe လေးနဲ့ support ပြီးတော့ခေါင်းလောင်းတီးပြီးဖို့လည်းမပြီးပါနဲ့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်